ပြီးတော့သူကမေးတယ်ခုနအာဇီဝကခိုင်းပြင်းပြင်းထန်ထန်နဲ့အသက်မွေးစင်းစင်းရဲနေပြီးတော့ကျင့်တဲ့အာဇီဝကတွေနဲ့ပတ်သက်ပြီးမေးခွန်းမေးတယ်အရှင်ဘုရားတဲ့အာဇီဝကတယောက်ယောက်အာဇီဝကကိုကျင့်အာဇီဝကရဲ့အကျင့်ကိုကျင့်တဲ့ခါမှာတဲ့သိတဲ့နောက်မှာဒုက္ခအဆုံးသတ်သွားတဲ့အာဇီဝကပုဂ္ဂိုလ်မျိုးများရှိသလားဆိုမြတ်စွာဘုရားလုံးဝမရှိဘူးတဲ့ဖြေတယ်နော်အာဇီဝကခိုင်းကလွတ်မြောက်သွားတယ်နိဗ္ဗာန်ရောက်သွားတယ်တန်တရားဝကလွတ်သွားတယ်ဆိုတာလုံးဝမရှိဘူးတဲ့မြတ်စွာဘုရားအဲ့လိုဟောတယ်အဲ့တော့အတ္တကိလမထာကျင့်စဉ်အနေနဲ့ပင်မဆင်းရဲဆိုတာကျင့်ထားတဲ့ပုဂ္ဂိုလ်တွေဟာတန်တရားဝကလွတ်သွားတယ်ဆိုတာမရှိဘူးတဲ့အာဇီဝကတွေဒါအယမ်းဖြေတာမဟုတ်ဘူးမြတ်စွာဘုရားကဒီဉာဏ်တော်ကြီးနဲ့ကြည်ပြီးမှဖြေတဲ့အဖြေတန်တရားမှာအာဇီဝကတွေဝဆင်းရဲကကျွတ်လွတ်သွားတာတယောက်မှမရှိဘူးတဲ့ဒါနဲ့ဟိုကဆက်မေးတယ်ဒါဖြင့်ပြရတဲ့ဝဆင်းရဲကမကျွတ်ဘူးဆိုရင်နတ်ပြည်ရောက်တဲ့အာဇီဝကရောရှိလားတဲ့ဆိုတော့မြတ်စွာဘုရားကဒီကဘာကနေနောက်ပြန်တွက်လိုက်လို့ရှိရင်60ကဘာတက်မှာအာဇီဝကတယောက်တည်းပဲနတ်ပြည်ရောက်တာတွေ့ဘူးတယ်စဉ်းစားကြည့်တော့ကျင့်လိုက်တာနဲတာမဟုတ်ဘူးအာဇီဝကတွေနတ်ပြည်ရောက်တဲ့လူကတယောက်တည်းရှိတယ်တဲ့အဲ့ဒီတယောက်တောင်မှတဲ့ကုသိုလ်ကံအကုသိုလ်ကံကိုယုံကြည်လက်ခံပြီးကုသိုလ်လုပ်လို့ဖြစ်တာတဲ့ဟောကမ္မဝါဒီကရိယာဝါဒီကံရှိတယ်လို့လည်းလက်ခံတယ်အဲ့ဒီကုသိုလ်ကံကိုလည်းလုပ်ရတယ်လို့လက်ခံတယ်လုပ်လို့ဖြစ်တယ်ဆိုတဲ့ကမ္မဝါဒီကရိယာဝါဒီဖြစ်တဲ့အာဇီဝကတူးတဲ့ပဲတည်တဲ့အခါနတ်ပြောက်တာတွေ့ဘူးတယ်တဲ့မြတ်စွာဘုရားကဘာကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်တဲ့အခါမှာဘယ်အာဇီဝကမှဒီနိဗ္ဗာန်ရောက်သွားတာမရှိဘူးလွတ်မြောက်သွားတာမရှိဘူးအဲနတ်ပြည်ရောက်တာတော့60ကဘာတက်ကတူးထီးပဲငါတွေ့ရတယ်လို့သူတို့ပြောတယ်နော်တူးတယ်ဆိုတော့အလွန်နေတာပေါ့အဲ့တော့ဝိသကောတပြပိုက်ကပြောတယ်ဒါဖြင့်ဖျားတဲ့အဲ့ဒီအာဇီဝကခိုင်းဟာနတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေတောင်မှအလွန်နည်းသည့်အတွက်ကြောင့်နတ်ပြည်၄တောင်မရောက်နိုင်တဲ့အကျင့်တရားလို့ပြောရမှာပဲဗျာနတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေတောင်မရှိတဲ့ခိုင်းမယ်လို့ဝမ်းနေစွာသူကဒီလိုပြောတာနော်နတ်ပြည်တောင်မရောက်နိုင်ဘူးတဲ့စဉ်းစားကြည့်နော်လောကမှာဘာသာတရားတွေစဉ်းစားကြည့်ဘာသာတရားအချို့ဟာဘာတွေလုပ်နေတယ်လဲဆိုတာစဉ်းစားကြည့်အကုသိုလ်တွေလုပ်နေတဲ့ဘာသာတရားဆိုလို့ရှိရင်ကောင်းရသူတွေရောက်ဖို့မရှိဘူးအေးကောင်းတာတွေလုပ်တယ်မေတ္တာတွေကရုဏာတွေမုဒိတာတွေနဲ့ကောင်းတဲ့တရားတွေကိုလုပ်နေတဲ့ဘာသာတရားဆိုရင်တော့ကောင်းရသူတွေဘုံရောက်မှာပဲကုသိုလ်ဆိုဒီမှာဗုဒ္ဓဘာသာနဲ့သက်ဆိုင်တာမဟုတ်ဘူးမြည်သည့်ဘာသာပဲဖြစ်ဖြစ်ဘယ်သူပဲလုပ်ကုသိုလ်ဟာကုသိုလ်ပဲ